ခေါင်းလျှော်ရည်ဘယ်လိုလျှော်လဲဆိုပြီးတော့မှမေးထားတဲ့သူတွေတော့ပေါ့နော်ခေါင်းရေထဲကိုရေ3သားနဲ့ခေါင်းလျှော်ရည်လေးတစ်စကိုအမြုပ်ထအောင်လက်လေးနဲ့မှွေလိုက်ပါမယ်မှွေပြီးသွားပြီဆိုလို့ရှိရင်အမြုပ်လေးတွေခေါင်းပေါ်အရင်လောင်းချရမယ်ပေါ့နော်ဘာလို့လဲဆိုတော့စသဦးဆုံးတုံးမှာဆိုတော့အဲ့လိုမျိုးလေးလုပ်ရမှာပေါ့နော်ပြီးတော့မှအဲ့ရဲ့ခေါင်းလျှော်ရည်ကိုအမြုပ်ကတအားထွက်ကောင်းတယ်ပြီးတာသူကလေအမြုပ်တအားထွက်ကောင်းတာဆိုတော့အဲ့လိုမျိုးလေးပုတ်ပေးရမယ်ပေါ့နော်စသဦးဆုံးခေါင်းရှမ်ပူခေါင်းကိုအရင်ထိပြီးတော့မှမလျှော်ပါနဲ့ရှင်စသဦးဆုံးဆိုရင်တော့အမြုပ်ကအရင်ထွက်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့နှက်စီနှက်ထားရသေးရလေနှက်စီကနာယူကအလိုနှက်ထားရတာဆိုတော့အဲ့လိုမျိုးလေးအဖျားလေးတွေကိုနာလေးလျှော့ပြီးပေါ့နော်ရေလေးနဲ့ဆွတ်လိုက်ခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ရည်လေးနဲ့လှုပ်လိုက်ပေါ့နော်အမြုပ်လေးအများကြီးထွက်အောင်လို့အဲ့လိုမျိုးလေးလျှော့ပေးရပါမယ်ရှင်ပေါင်းစည်းမပါတော့မှပဲသပင်ကိုဖတ်တုံးနေရပဲပြီးသွားလို့ရှိရင်သပင်ခေါင်းလျှော့ပြီးသွားလို့ရှိရင်လည်းထွက်လာတဲ့ result အရန်ကောင်းတယ်ပေါင်းစည်းမပါတော့မှပဲသပင်ကိုပျော့ပြီးတော့ဆင်းသွားတာအားကြောင့်မလို့မြန်မာနိုင်ငံမှာပထမဦးဆုံးထုတ်လုပ်လိုက်တဲ့နိုင်ငံခြားဖွံ့ဖြိုးရေးနဲ့ထုတ်လုပ်လာတဲ့တဘာဝတရောကမွန်ခေါင်းလျှော်ရည်လေးပဲဖြစ်ပါတယ်ရှင်